ကအဖေလို့သူပြေးပြီးဆုံးမတယ်ဖုတ်သေးပါဦး အေးပါသမီးရဲ့နောက်အဖေမလိမ္မာတာရှင်းလဲအခုလိုပဲဖေကိုဆုံးမပါသမီးရဲ့အဖေသမီးကိုအပ်ပါတယ်နော် တမရလေကအမေမကားကြောင်ဖိရှိမှလာပြောပြီးဆိုတော့အဲ့ဒါဖေကိုထင်နေလို့ပဲ အေးဒါပေမဲ့အဖေတငယ်ချင်းတွေပြောတာလဲအမှန်ပဲလေ ဘာအောင်မှတာလဲအဖေအမြင်လို့ပြောတယ်မရအကုန်မှန်တယ်လို့ထင်နေတာလားမရှိမေဆိုပဲအဲ့ဒါဖေမေပါလေဘလာမမကောင်းပြောအိမ်မှာပဲပြောပေါ့အဖေစိတ်ထဲမှာတကယ်ကြီးနေဆိုရင်ပြောလေမရှိမေထတာပေါ်ရည်ကြီးနေလို့လား အဖေစိတ်ထဲမှာအဲ့လိုမျိုးတစ်ခါမှမတွေးဘူးပါဘူးသမီးရဲ့ မတွေးဘူးလားပြောလေအမေကတော့ဖေကိုချင်းတာလာလေးကရုပ်ဆိုင်ပေပဲအဖေကတော့အမေကိုဒစိမ့်တယောက်လိုပဲအမြဲတမ်းဆက်ဆက်မရှိမတီးတော့ဘေးပါအောင်မေအဖေနဲ့ငယ်ချင်းတွေကအဖေကိုသမီးရှာအဝိဆော်ပေးမလားတမီးတို့ရဲ့ရေအဝိဆော်လုပ်ပေးမလားအပြေလူစကားသားထောက်ပြီးတော့ကိုမိသားစုကိုပြန်ဖြစ်စီနေတော့ပဲအဖေကမနေလို့ရမကြောက်လားယောက်ျားဖြစ်လို့အပြစ်ရှာနေပါတော့မိန်းမဖြစ်တော့ဘယ်လိုလုပ်လူရဲလိုက်မလဲအဖေလည်းအမြဲရဖြစ်လေတမီးတို့ဘယ်လိုစိတ်ချတာမလဲအိမ်မှာခဲခလိုက်ရဖြစ်လက်တိတ်တယ်အဖေရဲ့တမီးတို့ကအဖေလို့သူပြေးပြီးဆုံးမတယ်ဖုတ်သေးပါဦး အေးပါသမီးရဲ့နောက်အဖေမလိမ္မာတာရှင်းလဲအခုလိုပဲဖေကိုဆုံးမပါသမီးရဲ့အဖေသမီးကိုအပ်ပါတယ်နော်